သူဟောတဲ့တရားလေးတွေကနော်တော်တော်လေးကောင်းတယ်ဥမာလေးတွေလည်းပဲအရန်ကောင်းတယ်။ဘာပြောတုံးဆိုတော့ငါတို့ငယ်သေးတယ်ဆိုပြီးတော့နော်အကျင့်မြတ်ကိုမကျင့်ဘူးအကျင့်မြတ်နဲ့အလံဝေးနေတဲ့လူတွေအတွက်သူဘာပြောတော့ပင်ကြီးတဲ့အလွန်ချစ်စရာကောင်းတဲ့ငယ်ငယ်လေးအရွယ်လေးတွေလူတွေနော်မိခင်ဖခင်တွေအလွန်ချစ်ကြတဲ့အရွယ်ကလေးမှာတည်သွားကြတာတွေကိုသူမြင်ဖို့တဲ့နော်ဥပမာနော်မြစ်ပင်လေးတွေတစ်ပင်လေးတွေနုလေးတွေကိုဆွဲနှုတ်တိုက်တယ်လို့မျိုးတင်မင်းကငယ်ငယ်လေးနဲ့ခေါ်သွားတာကိုသူတွေ့ရဘူးတဲ့ဆိုလိုတာကငယ်လေးပဲဘာလို့သိရတာပဲနော်ငယ်လေးပဲဘာလို့ရတော့သိရတာပဲဒါအမှန်တရားပဲနော်ဒါပေမဲ့လူတွေကကိုတော့သိမယ်ဆိုတဲ့စင်းတွေကိုလောလောဆယ်တော့မထည့်ကြသေးဘူးပေါ့ဟုတ်လားတော့ငယ်လေးပဲသိတယ်ဆိုတာကိုသူကတက်တည်ပြပြီးတော့နောက်ထပ်သူပြောတဲ့စကားကတရားဓမ္မတို့အရင်တို့အရင်မှတ်သားကြအောင်ဘာပြောတော့ဆိုတော့ငယ်တဲ့အတွက်ကြောင့်မတည်သေးပါဘူးလို့ထင်နေတဲ့ပုံကိုယ်တွေအတွက်သူစဉ်းစားတဲ့ကောင်းတဲ့စကားပေါ့ဘယ်လိုလူမျိုးဟာဒီတည်ခြင်းတရားကိုငယ်ငယ်ရွယ်နဲ့ဖြစ်သွားစေတတ်တဲ့ဒီအသက်နဲ့အကျွမ်းတဝင်ရှိတဲ့တယ်လေလို့သူပြောတာဒါလေးကိုဦးဇင်းကသေချာစဉ်းစားတာပေါ့နော်သူဘာမှန်းဆိုလိုက်တာတော့ဘာမှန်းဘလို့အဓိပ္ပာယ်နဲ့ပြောလိုက်တာတော့ဟုတ်လားဒီအသက်ဆိုတာကငယ်ငယ်ရွယ်လည်းပဲတည်တတ်တာပဲငယ်ငယ်ရွယ်တည်တတ်တဲ့ဒီအသက်နဲ့ဘလို့လူဟာဘာကြောင့်အကျွမ်းတဝင်လှုပ်တဲ့တယ်လေမလှုပ်တဲ့ဘူးပေါ့အသက်နဲ့အကျွမ်းတဝင်မနေသင့်ဘူးလို့ပြောတာအဲ့တော့အကျွမ်းတဝင်ဆိုတဲ့စကားကဘာလဲအကျွမ်းတဝင်ဆိုတာကစိတ်ချရတယ်ပေါ့နော်ဆိုကြပါစို့ကိုယ်နဲ့ရင်းနှီးတယ်ကျွမ်းဝင်တယ်လို့ဆိုရင်ဒီလိုတော့ငါပေါ့ဘာမှမဟုတ်တာမလုပ်ဘူးစိတ်ချထားတယ်အရန်အကျွမ်းဝင်လေစိတ်ချမှုရှိလေပဲအဲ့တော့ဒကာဓမ္မတို့ဦးကြီးတို့တွေကဒီအသက်ရဲ့အပေါ်မှာလည်းပဲစိတ်ချမှုတွေရှိနေတယ်ဘယ်လိုစိတ်ချမသေးသေးဘူးဟုတ်တယ်မဟုတ်လားဘာလို့သူ့ကိုအရန်အကျွမ်းဝင်တယ်အရန်ယုံထားတယ်ပေါ့ဟုတ်လားငယ်ငယ်နဲ့တော့မသေးဘူးဆိုတဲ့အမြင်ကြီးနဲ့ဒီအသက်ကိုမလုပ်ထားတော့အရန်အကျွမ်းတဝင်ပေါင်းသင်းထားတယ်သူ့ကိုလူယုံတယောက်အနေနဲ့ဒီလိုငါ့ကိုတော့ဘာလုံးမှမဟုတ်ပါဘူးဆိုတဲ့သဘောမျိုးရုပ်တရက်ကြည့်တော့သေပြစ်လိုက်မှမဟုတ်ပါဘူးဆိုတဲ့သဘောမျိုးတွေးကိုမတွေးပါဘူးလေလုံးဝကိုသူ့ကိုမလုပ်ထားတော့ယုံထားတယ်ဒါကိုသူကပြောတာအဲ့တော့သူဆိုလိုချင်တာကဒီအသက်နဲ့အကျွမ်းတဝင်မနေသင့်ဘူးလို့သူပြောတာအကျွမ်းတဝင်မနေသင့်ဘူးဆိုတာဘာကိုပြောတာတော့စိတ်မချသင့်ဘူးလို့ပြောတာဟုတ်တယ်မဟုတ်လားနားလည်လားဦးဇင်းခုပြောတာဒါမဲ့တရားဓမ္မတို့ဦးဇင်းတို့တွေကကိုယ့်အသက်ကိုဘာလုပ်ထားတော့စိတ်ချထားတယ်နော်စိတ်ချထားတယ်သေသေးပါဘူးဒီချိန်ကတော့တော့ဆရာကကင်ဆာလို့ပြောရင်ဆိုရင်ဘုရားဘလို့တော့ကုလိုက်ရင်တော့ရအောင်မှာပဲနဲ့တူပါရဲ့ဆိုပြီးတော့နော်သေမဲ့အရေးကတော့သိပြီးတော့မစင်သားကြဘူးပေါ့နော်ဟုတ်လားဒါကြောင့်ဘုရားလောင်းကအဲ့ဒါလေးကိုပြောတာဟုတ်လားငယ်သေးတယ်ဆိုပြီးတော့ဒီအသက်ကိုအကျွမ်းတဝင်မလုံနဲ့လို့သူဒါပြောတာပြီးတော့သူဆက်ပြီးတော့ဥမာတစ်ခုပြောတာကတတ္တဝါတွေဟာဘာနဲ့တူတော့ဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ရေနေလာတဲ့ရေကန်တွေကငါးတွေနဲ့တူတယ်တဲ့ရေနေငါးဆိုတဲ့ဥမာဒကာဓမ္မတို့ပြောရတာမရှိဘူးလားနော်ဘုရင်တို့အညာဒေသမှာမိုးကတော်တော်နဲ့မရွာဘူးစောတော်ကရွာထားတာလေးရှိတော့ငါးလေးပါလေးကရှိနေတယ်အဲမိုးကမရွာတော့ဘူးဆိုရင်အဲဒါကဘွက်တေထားပြီးတော့ရေကတဖြည်းဖြည်းနဲ့ခမ်းရောဟုတ်လားကမ်းမရွှေပတ်ကြားကွဲတွေပါငါးလေးတွေအကုန်လုံးသေကြတယ်နော်ရေနေငါးဆိုတာတဖြည်းဖြည်းနဲ့သူတို့ဘာလို့သေဖို့သေကြနေတယ်တကယ်စဉ်းစားကြည့်တဲ့အခါကျတော့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝဟာလည်းဘလို့ဖြစ်နေတော့ရေနေငါပဲဟုတ်တယ်မဟုတ်လားဒါသူသုံးလုံးသွားတဲ့အသုံးလုံးလေးဟုတ်လားအဲ့ဒီမှာသူဆက်ပြီးတော့ဗာပြောလို့ဆိုတော့မင်းကြီးတဲ့ဟောဒီလောကကြီးဟာအမြဲတမ်းအနှိမ့်ဆက်ခံနေရတယ်အမြဲမပြတ်လဲချမ်းရမ်းနေတယ်ပြီးတော့ဒီကာလတွေဆိုတာအလကားအချီးနှီးကုန်ခန်းတော်တာမဟုတ်ဘူးတဲ့သူသုံးချက်ပြောတယ်ပြောတဲ့အခါကျတော့မင်းကြီးကအဲ့ဒါကြောင့်သိနားမလဲတော့အမြဲတမ်းနှိမ့်ဆက်နေတယ်ဆိုတာဘယ်သူကနှိမ့်ဆက်တာတော့ဒီလောကကိုအမြဲမပြတ်ချမ်းရမ်းနေတယ်ဆိုတာဘယ်သူကချမ်းရမ်းတာတော့နော်ဒီကာလာကြီးဟာအချီးနီးမဟုတ်ဘဲနဲ့ကုန်ခန်းသွားနေတယ်ဆိုတာဘာကိုပြောတာတော့အဲ့တော့အမြဲမပြတ်နှိမ့်ဆက်တယ်ဆိုတာကသေခြင်းတရားတွေဖြစ်နေတာကိုပြောတာသိနေကြတာပဲပေါ့ဟုတ်လားအမြဲမပြတ်ချမ်းရမ်းတယ်ဆိုတာကအိုခြင်းတရားကိုပြောတာတဲ့အချီးနီးမဟုတ်မူ၍ကုန်ခန်းသွားနေတယ်ဆိုတာကဘာပြောတာတော့ဆိုတော့တရားဓမ္မတို့အရင်တို့အချိန်တွေကုန်သွားတယ်နေ့တွေရက်တွေကုန်သွားတယ်ဆိုတာအလကားကုန်တာမဟုတ်ဘူးတဲ့အသက်ရဲ့အစင်းရဲ့ခွန်အားရဲ့ဒီသုံးခုကိုကုန်ခန်းစေခြင်းနဲ့သွားနေတာတဲ့အသက်လည်းတစ်ဖြည်းဖြည်းကုန်လိုက်တယ်။နောက်အစင်းလည်းတစ်ဖြည်းဖြည်းနဲ့ကုန်လိုက်တယ်။ခွန်အားတွေလည်းတစ်ဖြည်းဖြည်းနဲ့ကုန်လိုက်တယ်။အဲ့တော့တစ်ချိန်လုံးကစကားမပြောတော့ကတော့မပြောဘူးပဲအကြောင်းတစ်ခုခုကြောင့်ပြောတဲ့အခါပြောတဲ့စကားတွေကြတော့လည်းအရင်မကောင်းဘူးလား။ကောင်းတယ်နော်သူပြောတဲ့ဥစ္စာလေးတွေက